Slide series ကိုမှမြင်တွေ့နေကြပုံစံတိုင်းမဟုတ်ပဲထူးခြားတဲ့ဒီဇိုင်းလေးနဲ့ရရှိမဲ့အပြင်နေရာယူကိုလည်းလုံးဝတတာစေတဲ့ slide door နဲ့ slide window series လေးမျိုးကိုဒီနေ့ဗီဒီယိုလေးထဲမှာမိတ်ဆက်ပေးရပါမယ်နော်ပထမဆုံးအနေနဲ့လူဝင်ချေကျော် slide door series လေးကိုအရင်မိတ်ဆက်ပေးရပါမယ်ဒီ series လေးရဲ့ဒီဇိုင်းကတစ်ဖက်မှာ Monday bar ကတစ်ဖက်မှာ shorter ကအဖြစ်အသုံးပြုလို့ရတယ်တစ်ဖက်တစ်ဖက် short slide door ဒီဇိုင်းလေးပဲဖြစ်ပါတယ်ဒီလိုဒီဇိုင်းလေးဖြစ်တာကြောင့်တကားဖွင့်လိုက်ရင်လည်းနေရာတွေထပ်ပင်နေစရာမလိုတော့ပဲ partition လေးတွေအတွက်လုံးဝအဆင်ပြေစွာအသုံးပြုလို့ရတဲ့ series လေးပဲဖြစ်ပါတယ်နော်Locket system နဲ့ handle accessory လေးတွေကိုတော့အီတလီနိုင်ငံထုတ်တဲ့ Storo brand လေးအသုံးပြုပေးထားပါတယ်မှန်ရဲ့ပါဝါမှုနှုန်းကတော့ 5mm တာမတပယ် glassing ဖြစ်ပါတယ်။ဒီ series လေးမှာဆိုရင်အထက်မြင့်မျက်နှာစာ partition လိုနေရာလေးတွေအတွက်အသုံးပြုရအဆင်ပြေအောင်မှန်ဝယ်နာနဲ့ mortar ချင်လုံးစကားလေးတွေကိုပါထပ်ဆောင်းအနေနဲ့ထည့်သွင်းသက်ဆင်လို့ရပါသေးတယ်နော်။ကဲဒီ series လေးကတော့အခန်း partition လိုနေရာလေးတွေမှာပဲဖြစ်ဖြစ်အထက်မြင့်မျက်နှာစာ partition လိုနေရာလေးတွေမှာပဲဖြစ်ဖြစ်နေရာယူတတ်တာစွာဒီဇိုင်းစံတလားပါစွာနဲ့အသုံးပြုနိုင်တဲ့လူဝင်ချေကျော် slide door series လေးပဲဖြစ်ပါတယ်။နောက်ထပ်မှာတော့တစ်ဖက်တစ်ဖက် short design နဲ့ရရှိနိုင်မယ် slide window series လေးကိုမိတ်ဆက်ပေးရပါမယ်။တကားဖွင့်တဲ့အခါမှာဘေးနားမှာရှိနေတဲ့မှန်သေးဘက်ကို short ပြီးဖွင့်ရတဲ့ design လေးဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ brain ပေါက်နေရာလေးတွေအတွက်အိမ်တွင်းအိမ်ပြင်နေရာယူမှုလုံးဝမရှိစေပဲစံတင်လာပါတဲ့ design လေးနဲ့အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။တကယ်ရွက်ထဲမှာဆိုရင် slide window design အပြင်အခုလိုမျိုးအပေါ်ကဲလာ design လေးကိုပါတူဝေးအနေနဲ့ထည့်သွင်းသက်ဆင်လို့ရပါသေးရဲ့နော်ဒီ series လေးတစ်ခုလုံးကိုခိုင်ခန့်မှုရှိပြီးတစ်ကြာရှည်စွာအသုံးပြုနိုင်ရန်အတွက် main point ဖြစ်တဲ့ handle နဲ့ hardware accessory လေးတွေကို quality ကောင်းတာလေးတွေပဲရွေးချယ်ပြီးထည့်သွင်းပေးထားပါတယ်ဒီ series လေးရဲ့ frame ကျကတော့ 100mm ရှိပါတယ်။304 stainless steel စစ်စစ်နဲ့ပြုလုပ်ထားတဲ့ရှောက်လန်းလေးကိုလည်းဒီ 100mm frame ကျအတွင်းမှာထည့်သွင်းသက်ဆင်ပေးထားပါတယ်။ခြေလုံးစကားပါတွဲရဲ့ပါဝင်တာကြောင့်ကိုယ့်ရဲ့ position အမျိုးမျိုးအတွက်အဆင်ပြေမှုရှိစွာအသုံးပြုနိုင်ပါတယ်။အတန်လုံးပူကာမှုနှုန်းတွေကိုလည်းအပြေးအဝပေးစွမ်းနိုင်ရန် 5mm တာမတပယ် glass ကိုအသုံးပြုပေးထားပါတယ်။ကဲဒီ series လေးကတော့ကိုယ့်ရဲ့ brain ပေါက်နေရာလေးတွေအတွက်နေရာယူမှုတတာစွာဒီဇိုင်းစံတလားပါစွာအသုံးပြုလို့ရတဲ့ series လေးပဲဖြစ်ပါတယ်နော်။